ရှာပါမစေတူတူရမ်းမကြိုက်ကေနိုညညရှာပါမစေတူတူရမ်းမ အော်ရှစ်တယ်လို့ပြောရှစ်တာရဲ့ရှစ်ပေါ်ရဲ့ညီမလေးရှစ်မရှစ်နေနေနေလေရဲ့ ဟာကျွန်တော်တို့ညနေဘက်သားရဆွဲပါလေ အော်မြင်းနောက်ဘက်သား မျက်နှာဖက်သားရင်နော်မျက်နှာဖက်သားရင်လည်းမလွယ်ဘူးနော်ဖုန်ကြောင်ရင်တအားဇွတ်သမီးမန်းမသိမအေးမန်းမသိလှုပ်ရုပ်ကိုတအားဖုန်ကြောင်ဟာ ဝလုံးနဲ့သူ့ဟာနဲ့ညက်ပြီးနှလုံးကဘေးကိုပြုတ်ထွက်တယ်ထိုးထားလိုက်ကြတော့ဟဲ့ဝေးပြန် အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်က DH ပိုင်းကြီးပါဒီနေ့မှာဆိုလို့ရှိရင်ပေါ့နော်အားလုံးစောင့်မျှော်နေကြတဲ့သမီးလေးမေသေးချစ်ခဲ့မထွက်တာကြာပြီဖြစ်တဲ့ပေါ့နော်ကြောင်ညာတကလေးထွက်ရှိလာတယ်အဲ့တော့ဘယ်လိုပုံစံမျိုးလေးဖြစ်မလဲဆိုတာကိုကျွန်တော်နဲ့အတူတူကြည့်လိုက်ကြအောင်ဗျာအိမ်ဒီမဆွဲတော့ဘူးနော် No, yeah, stop me. Do, yeah, take it. No, yeah, stop me. Do, yeah, me. ကြောင်းလာတဲ့ site ကိုကြည့်နော်တချင်းလေးတညီကြီးနဲ့ No, take it. အမေတချင်းလေးတကြောကြောနဲ့ကြားလိုက်ပါတယ်နူးနူးညံ့ညံ့ရှာပေါ်မှာစိတ်ပြီးတော့ပါတယ် Do, yeah, me. No, take it. ဒီမလေးဆရာရဲ့သမီးကြိုက်ဆုံးကိတ် အမေစကားအရှက်တက်တို့ရမ်းမီကုံသွားရင်ကြောင်းမလာမှာဆိုလို့တမီးတို့အများကြီးဝယ်ထားတယ်ဒီမှာ ဆရာသူအကြောင်းသိနေသလားရိုးရိုးတန်းတန်းအကြောင်းကိုခေါ်လို့မရတော့မုန်းနဲ့မြှပြီးခေါ်ရတာ ချင်းတော့နဲ့မှလည်းမုတ်တွေအပြည့်ပဲကွာမှန်စမ်းအရင်လိုအကြောင်းရိပ်ထဲမှာအပြည့်ပါသေးလား စောင်းတီယူလာပါတယ်ဆရာရဲ့သမီးကဒီနေ့စာကြိုးစားအမ လိမ်မာနေပြီနော်စာအုပ်တွေပြည့်ပါတယ်လွယ်ထဲမှာ ကျောင်းလေးမမတဲ့မဲစာလေးတခြားလုံးမဲ တဲလိမ်မာနေပါလား ဒီလိုပဲတော့ဆရာရဲ့သမီးကအခုဆိုအတန်းကြီးဝါးကြီးဆိုတော့ကလေးတွေအတူယူမမဆိုလို့ ဟုတ်တယ်အဲ့ဒါပြောတာနော်ဘာပြောရမလဲအတန်းကြီးလာပြီဆိုတော့အသက်အရွယ်အပိုင်းခြားတစ်ခုရောက်လာပြီဆိုတော့နောက်ထပ်ကလေးတွေကကိုယ်နမူနာယူလို့ရအောင်ဆိုပြီးတော့တန်ပြ ဒူရမီလက်စားမယ်ကျောင်းလေးမမတဲ့မဲစာလေးတခြားလုံးမဲ အမလေးမုတ်ကရင်စားမှာပေါ့ ဟုတ်တယ်လေဦးမတောင်းမှာတီလာဆောင်နေ အဲ့ဒါပြောတာဦးမတောင်းမှသီလာစောင်းနိုင်မှာ တဲ့စကားရှိတယ်လေဘာကြီးမစာလုံးလို့ရမှာတော့ဆရာရဲ့ဒီမှာဆရာလည်းဒူရမီစားလိုက် ဆရာကအမုတ်ကျွေးသွားသေးတယ်နော်ကဲသမီးလေးမေးသေးချေကပေါ့နော်အရင်ရထက်လည်းပို့ပြီးချစ်ဖို့ကောင်းလာတယ်စကားပြောပုံလေးကကစားပေါ့နော်ကဲနောက်မှလည်းပေါ့နော်သမီးလေးမေးသေးချေကဒီနောက်မှလည်းပဲဟာတာဗီဒီယိုလေးရှိသေးတယ်ပေါ့နော်အကလုံးတူတူကျွန်တော်တို့ဆက်ကြည့်လိုက်ကြအောင်ဗျာကဲအဲ့ဒီတော့ပေါ့နော်ဖွန်ကြောင်မယ်ဆိုလေတဲ့သမီးလားအမေလားအရင်မေးပါအောင်ဟာတဲ့ဖွန်ကြောင်မဲ့ဘော်တာတွေပေါ့နော်သမီးမန်းမသိအမေမန်းမသိဖွန်ကြောင်ပြီးကမှစကားတွေကပြန်ပြီးရုပ်သိမ်းရခတ်နေမယ်နော်ကဲဒီဗီဒီယိုလေးကိုကြည့်လိုက် ပြန်ပြောနေအောင်စိတ်ဆိုးတာမဟုတ်ဘူးဘာမှလည်းပြန်မပြောဘူးကိုပြန်ပြောနေအောင် ဒီမှာဟာ မောင်လေးမပြောချင်လို့ ငါနဲ့ဆက်နေတယ်လို့ ငါ20ချင်းနဲ့ရှိ3လောက်ငါလည်းရှိချင်းရှင်းနေရှိ ဟုတ်လို့လားလို့ အဲ့တော့မှရတယ် ထောက်မှရတယ် 1500လည်းရမယ်1000လည်းရမယ် ကျွန်တော်ရေပါစီဖွဲရပါတယ် ခွဲပေးမယ် ရင်မကြီးတောင်ခွဲပေးမှာနော်သွားရှုပ်လို့တော့မရဘူးနော်တော်ကီဒီတစ်ပေါက်ကတော့ရှမ်းရှမ်းတောက်ပဲ ခွဲဘယ်ရခွဲဖို့ခွဲနေတာခွဲဝပြီးရော မိမမမရတယ် မိမမရ မရသေးယူလိုက်ပေါ့ အခုပြောနေတာဘယ်လိုလဲ ဘာကြီးဘူးကွာ အခုပြောနေတာဘယ်လိုလဲလို့မေး ဖုန်းပြောနေတာအမကြီးလေ ဟိုကောင်ကလည်းအမကြီးကိုယူมาတယ်မလုံးနဲ့နော်ဟဲ့ရောက်နေငရဲကြီးကုန်မယ်နော်တမီးရောမအေးရောတကြနှစ်ယောက်စလုံးယူရမယ်ဆိုတော့တိုင်နေပတ်မယ်နော်မနိုင်ဝင်နေမထမ်းကြနဲ့ အားလို့တင်တာလို့ အမလိုချင်အမရမယ်အထီးလိုချင်အထီးရမယ် ခေးရဘာလို့အောင်ကျွန်တော် ငွေပေါ့ ဟာအဲ့ဒါတွေဘလို့ လိုမပြောနဲ့တော့အေး မိမမပြော မောင်လေးပြောပြီ ဘယ်လိုမလို့ဘုန်းလေးနဲ့ချားကြပဲရတော့ မရှာဘူးပြောမလုံးမအောင် မအလေးလေး နေပါရဲ့ နေပါလေပြောလို့ခုနပြောလို့ငါပြန်ပြောနေတယ်ကောင် ချစ်တယ်လို့ပြောတော့မေးသွားပြီ အော်ရှစ်တယ်လို့ပြော
现在先不，你妈的谢，你今年厉害。 ဘာကျွန်တော်တို့ညနေဘက်သားတွေဆွဲပါလေ 哦，面那会难。 မျက်နှာဖက်သားရေနော်မျက်နှာဖက်သားရေလည်းမလွယ်ဘူးနော်ဖုန်ကြောင်တားဆိုသမီးမန်းမသိမအေးမန်းမသိလှုပ်ရုပ်ကိုဒါဖုန်ကြောင်ဟာ 哦，是不？哦，呀没呀，哦，有来的没呀？男的嘛，你这有啥有来不？ ဘာနာဟောင်းမှု ကိုလေးစတဲ့ ဘာ ရောက် လို့လက်သိမလား ကိုလေးစတဲ့ရောက်ရှိတယ် ညအမားတို့တော့မလာဘူးတဲ့အပြင်မှာမင်းမမြင်ဘူးသေးလို့နော်အပြင်မှာမြင်လိုက်ရင်တော့တခါတည်းဟမ်ဆွဲလန်းသွားမယ် ကိုလေးစတဲ့ရောက်ရှိတယ် ဘာလို့မှညိုထိုးရင် 哎，牛腰我不要那么样，可能是在要紧。 ဟာ 牛腰我不要那么样，我可能是在要紧的，米呀可能要紧的， အာမယုံပါဘူး 没有报名都慢来， မယုံပါဘူး 哎没有， လေးလေးရောညာပါ 哎 လေ 累， လိမ့်လာပါ 哎，不要来那都不要来来那么了， အာကျွန်တော်လေရဲပါဘူး 没来没来。 မင်းတို့ဖုန်းထဲကနေပြီးတော့ easy ကလေးလုံမယ်နော်ဖုန်းကြောင်မယ်ဆိုလို့ရှိရင်နေပါပါတော့ဘယ်လိုပြောရမလဲရိတ်ကဲလေးပါလေးညာလေးပေါ့နော်နေပါနတ်ဖို့တော့လိုတယ်ချိုးကလည်းကြည့်တယ်ပဲလို့မိုးတယ်သလားဖုန်းကြောင်နော်ကလေး9 6ယောက်9ယောက်10ယောက်နဲ့ပြီးရမှာလား easy ကလေးလုံအကုန်လုံးတိုင်နေပတ်ပြီးကြရင်ပြုတ်ဒုက္ခတွေဒီမှာတော့သူကဖုန်းကြောင်တာမဟုတ်သူသမီးကိုဖုန်းကြောင်တာဟုတ်သလားသူ့အမွေရဲ့ဂျားတွေကနေချင်းထဲ 明天来我帮我说嘞， အာဘာလို့တော့မာနေရတန်ကြီးညနေလည်းသူ့ဖို့နာ 哎，那我呢么，这都我几月嘞，我了呀了， အားတော့ဘုရားဆုံးတယ်ဟွာတော့ဟုတ်ပါဘူး 我报上来我了，我跑的来我了个， ကျုပ်ကတော့ပဲဖွားတိလိုက်ဟောတော့တယ်ဟိုကလည်းဘာမှညာမသိမအေးဘာပဲသိမလဲဖုန်းနေရဆိုတော့ ဘုရားဆုံးရတယ်ဟွာတော့မှတ်တာဘူး 哎，的来我来我了呀了， ဟုတ်ပြောပြလေဖျားဝဲလေလက်ပတ်လာပါလေ သူတို့အဲ့လိုရည်ရည်တယ်နော်တော်တော်ဘယ်လိုပြောရမလဲဒီအပူပွေကင်းနေပြကြည်ရတာနဲ့တကယ်စိတ်လန်းဆန်းနေသလားဒါဖာစီရဲ့ဟာတာပေါ့နော်သူတို့တကယ်ကိုပဲသူတို့ကိုကြည်လိုက်လို့ရှင်ဗျာတခါတည်းအမောတွေပါပြေးလန်းလန်းဆန်းဆန်းမကိုဖြစ်သွားတာဗျာကိုစိတ်ညစ်စရာကြီးဘလောက်ပဲရှိနေအောင်မလို့သူတို့ကြည်လိုက်ပြီးဆိုတော့နဲ့သလားဟိုခဏတာတော့ပြေးပြောက်သွားတယ်ဗျာ ပြောပြအောင်မယ်ပြောမယ်ဖျားပွဲလက်ထံလာအရင်တော့ဆိုရင်ကိုရဲရတို့သူတို့ကရဲဆိုကိုရီးယားတောင်းတက်တော့ဆိုလိုက်သွားတာပေါ့လေ ចောင်ပိတ်ရဆိုတော့လိုက်လိုက်လာ တောင်းပိတ်ရက်ဆိုရင်လိုက်သွားတဲ့အချိန်မှာပြောပြအောင်အဲ့လိုဖျားပွဲတိုင်းဆိုရင်စောလိုက်တက်တာပါတယ်လေသိလားစောလိုက်တက်တာပါတယ်ပါရတာကလည်းတော့ကြည့်ကြတာပေါ့စောလိုက်တဲ့အရင်တော့ဆိုဟာဘယ်သူရမလဲထိတ်လေးမှသူတို့က ပစံလေးအေးပစံလေး ကိုလေအိတ်ကလေးနဲ့ထိတ်ထားတာကိုအဲ့ဒါရရင်ငွေဘယ်လောက်ရမယ်ဆိုတော့ကိုကနော်ဘယ်နှစ်ယောက်တော့6ယောက်လားမသိဘူးနော် 9ယောက်6လောက်ရှိရပါဟဲ့ ဟုတ်တယ်9ယောက်6ယောက်ဒိုးဘက်တွေမှာဆိုလည်းပဲလိုပဲချောတိုင်းတက်ကြည်လို့တအားကောင်း 6ယောက်လောက်ရှိရတက်တာ တယောက်ပခုံးပေါ်တယောက်တက် ပခုံးပေါ်တစ်ခုံးတက်ပြီးတော့မှကိုထိတ်ကိုလူတွေကမမိတော့လေဝလုံးကအရှိဆိုတော့မမိတော့အဲ့စောတိုင်းကိုတက်ပြီးတော့မှအဲ့ဒီဟာငွေအဲ့စုငွေကိုယူရတာဖြစ်တယ်တော့ပြောရအောင်အဲ့လက်ပလာမမရတာငါအခုချိန်နဲ့မျက်လုံးနဲ့အရူထွက်ဘူး ဆွဲလန်းတယ်မျိုးလုံးလေးကကုန်ထွက်ဘူးသလားသူကြည့်ကျင်တာလည်းပါမှာပါသူကဟိုယောက်ျားကြီးတောင်းတောင်းဖြောင်းဖြောင်းကြီးကြည့်ကျင်တာ အဲ့ဒီကိုတော့ကြည့်လိုက်တဲ့အချိန်မှာဟာလူတွေကလည်းလက်ကုတ်တစ်ဖြောင်းဖြောင်းနဲ့ အေး ပတ်ပြစ်တာပဲ ဘလို့တက်တော့ဟဲ့ အဲ့လေဟိုအဲ့လိုဘလို့လဲအဲ့လူကွင်းနေအဲ့တိုင်တိုင်းမှာ အဝိုင်းကြည့်နေကြပါဘော သူကလေအဖွဲရင်းနဲ့ပြန်ရတာတစ်ဖွဲနဲ့တစ်ဖွဲအဲ့လိုပြန်ရတဲ့အချိန်မှာတို့အဖွဲအဖြစ်တင်တော့ငါသွားကြည့်ရဲ့အဖွဲဟာကြာနေမဲ့သွားကြည့်ဟာလက်ခုပ်တွေကိုလည်းစုံညံ့နေဟာကွင်းနေမှာလေ ပစံလည်းရဖို့နီးနေပေါ့ဟေး မင်းကလေးယောက်ျားလေးသူတို့ကပတ်စံရကန်နီးလေတန်လေလက်ခုပ်တွေတီးကြ
ဘာလို့လဲအဲ့ဒီမှာရောရောင်ပြီးတော့ခုဒီအဲ့နားပါနေပေါ့အဲ့အချိန်မှာဘာလဲလှုပ်လိုက်တာလည်းမသိအနောက်ကိုတော်လည်းရကန်နီးနေစူးစားပန်းစားတွတ်နာပါရဲ့ဟိုလေဟိုညနေဆောင်လေနေကပူနေလို့ရှိသေးတယ်မရိတ်သေးဘူးအဲ့ဒီဘာလဲလှုပ်လိုက်တာလည်းမသိဘူးပြင်းလဲလဲရောပြိတ္တတွေကမရှိတော့ဘူးလောက်ဆက်ရှိရလုံနေကြပါဘူးဟိုနာတစုဒီနာတစုနဲ့သိရမလား အနာမရှိတော့ဘူးပေါ့ အနာမှမရှိတော့ဘူးအဲ့ဘာလို့ပါလိမ့်ပေါ့အဲ့ဟာနေပြီးတော့ပေါ်လဲမောပေါ်လဲမောကျဟိုးခိဆောင်ကလူကဝလုံးနဲ့သူ့ဟာနဲ့ညက်ပြီးနှလုံးကဘေးကိုပြုတ်ထွက်ထိုးထားလိုက်ကြတော့ဟဲ့ဝေးပြောင်း နေအောင်ထိုးထားတော့ဝင်းပြောင်းတာ ဝလုံးစီလေဆိုတော့လေအစီတဝူလာပြောင်းနေမယ်သူကလည်းမသိဆိုင်ဘူးနေမှာဟိုကမဆန်သူ့ကြီးကိုမဲနေတာဆိုတော့ဘလောက်အဲ့ဝလုံးနဲ့သူ့ဟာနေညက်နေတော့ကြောက်ပြုတ်ပြောင်းထွက်နေ ပြုတ်ပြောင်းထွက်တယ်ပြောတယ်တယ်နော်အစီတဝင်းဝင်းနဲ့မလို့စားညင်တယ် အဲ့ဒါဘာဝတ်တာတော့ ဘလုံးပေါင်းမိမမရငါမမိသေးတယ်ဘလုံးပေါင်းမိဆိုတော့ကွာကျဲတယ် အေး အမဘေးမှာပြုတ်ဝလုံးဒီလိုလေဒီလိုတရားလို့ဆိုတော့လေအဲ့နဲ့ကြည့်ပြီးတော့ဒီမဲ့ဘယ်လိုပြုတ်ထွက်အဲ့မျက်စိတွေအောင်ထွက်ပြီး အဲ့ဒါထွက်ပြေးကြတာပေါ့ ငါလည်းဟိုလူကြည့်လိုက်ဒီလူဆိုဟိုလူကလည်းတိုးတိုးပြောရီလိုက်ဒီလူကလည်းတိုးတိုးပြောအဲ့လူရမသိရှာဘူး ကဲပေါ့နော်ဗီဒီယိုလေးကိုကြည့်နေအားရနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီလူဘွားကြီးဆိုတာပေါ့နော်တယောက်နဲ့တယောက်ခဏတာလာပြီးတော့တွေးဆုံကြတာပေါ့နော်တွေးဆုံကြတဲ့အခိုက်မှာပျော်ပျော်ရွှင်ရွှင်ပေါ့နော်တယောက်နဲ့တယောက်ကြည်ကြည်နာနာနေကြပါစိတ်ညစ်စရာတွေကြုံလာတိုင်းလဲပေါ့နော်စိတ်တမကြပါနဲ့ဥပ္ပဝူပြောသလိုပဲအရာရာတိုင်းကကောင်းမှုအတွက်ဖြစ်လာတာလို့ပဲခံယူလိုက်ပါပေါ့နော်ကဲပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်လိုက်ပြီးတော့ခဏတာဖြစ်ပေါ့နော်ဘွားမော်တွေပြေးပြောက်သွားတယ်စိတ်ညစ်မှုတွေခဏတာလာပြေးပြောက်သွားတယ်ဆိုရင်ကျွန်တော်တင်ဆက်ရကြုံနေပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ခါကြဖို့ကျွန်တော်မြစ်တာရက်ခံချင်ပါတယ်နောက်ထပ်လည်းပဲဟာတာဗီဒီယိုလေးတွေကျွန်တော်တင်ဆက်ပေးအောင်ပါဗီဒီယိုလေးတော့ဒီလောက်ပါပဲပေါ့နော်နောက်ဗီဒီယိုလေးမှာပြန်ပြီးတွေ့ပါမယ်ခင်ဗျာအားလုံး bye bye